Okay free energy ဆိုတာဘာလဲအဲ့တော့ကျွန်တော် free energy ရဲ့သဘောတရားကိုကျွန်တော်ဒီကားလေးကိုအသုံးပြုပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်အဲ့ free energy ဆိုတာတကယ်ရောရှိလားအခုဆိုရင် TikTok တွေ Facebook တွေ YouTube တွေမှာဆိုလို့ရှိရင် free energy ဆိုပြီးအရင်ကခက်စားပါတယ်သူတို့တွေကကြတော့ solar battery တွေနဲ့အနည်းငယ်မောင်းမယ်ပြီးလို့ရှိရင် weight တုံး energy ကိုသုံးပြီးတော့ကျွန်တော်တို့ခေဆိုတာတို့အဲ့လိုစက်ရုံသုံးလို့အတွက် free ပေါ့နော်တစ်ခါတက်ဆင်မိတာနဲ့ဘာမှပေးစရာမလိုဘဲနဲ့သုံးလို့ရတယ်လို့ပြောကြပါတယ်အဲ့တော့ free energy ဆိုတာဘယ်လိုလုပ်လဲအဲ့တော့စလိုက် Okay free energy မပြောရင်ကျွန်တော်တို့ energy တွေအကြောင်းပြောပြအောင် energy မှာအမျိုးအစားမျိုးမျိုးရှိပါတယ်ကျွန်တော်တို့ potential energy kinetics energy electrical energy heat အပူဒီလည်း energy ပါပဲအဲ့တော့ကျွန်တော်တို့ဒီကားလေးကိုကြည့်အောင်အဲ့တော့ဒီကားဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကားမှာဘာ energy မှမရှိပါဘူးဒီတိုင်းချတော့လို့ရှိရင်သူဒီမသွားပါဘူးအဲ့တော့ကျွန်တော်တို့ဒီသူ့ကိုကျွန်တော် force အားပေးလိုက်ပါမယ် okay ကျွန်တော်တို့ဒီကားကိုကျွန်တော်ဒီလိုဆွဲလိုက်ပါဒီအချိန်မှာဆိုရင်ဒီကားထဲမှာဒီကားမရွေ့ပါဘူးဒါပေမဲ့ကျွန်တော်ဆွဲလိုက်တဲ့အနောက်ပြန်ဆွဲလိုက်တဲ့အားဒီကားရဲ့ကို potential energy အနေနဲ့တိုးလာနေမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ကဒီကားကိုလွှတ်လိုက်မယ်ဆိုလို့ရှိရင်ဒီကားထဲမှာရှိတဲ့ potential energy ဒီ kinetics energy ဖြစ်နေပြောင်းသွားမှာပါပြီးလို့ရှိရင်ဒီကားကိုရွေ့လျားစေမှာဖြစ်ပါတယ်ဒီကြည့်လိုက်ရအောင် okay အဲ့ဆိုလို့ရှိရင်သူ့ထဲမှာရှိတဲ့ potential energy ဒီ kinetics energy ဖြစ်နေပြောင်းလဲသွားပြီဖြစ်ပါတယ် okay အဲ့ဒါကြောင့်မို့ကျွန်တော်တို့ weight တုံ energy မှာ solar စွမ်းအင်ကိုပိတ်လိုက်ရင်လည်းသူကဆက်ပြီးတော့ weight တုံကလဲပတ်နေတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ weight တုံစွမ်းရည်ကိုကျွန်တော်တို့က potential energy ပေးထားတယ်လို့ကျွန်တော်တို့မြင်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီဘာကိုသိရမလဲဆိုတော့စွမ်းရည်ဒီ potential energy ကနေ kinetic energy ကိုပြောင်းလဲနိုင်တာကိုကျွန်တော်တို့ကသိရမှာ။အဲကြောင့်မို့သူကပြောပါတယ် solar နဲ့အစတစ်ချက်ပဲမောင်းရတယ်။နောက်ပြီးလို့ရှိရင် solar ပိတ်လိုက်လို့ရှိရင်လည်းဆက်လည်မှာဟုတ်ပါတယ်ဆက်လည်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ဒီ weight တုံစွမ်းရည်ဒီတစ်နေ့တစ်ချိန်ဒါမှမဟုတ်လို့ရှိရင်မိနစ်ပိုင်းနိုင်ပိုင်းပြီးတာနဲ့သူကရက်တက်သွားမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူက potential energy ဒီကုန်သွားမှာဖြစ်ပါတယ်။ဒီကားတစ်စီးလို့ပေါ့ဗျာ။ဒီမှာကျွန်တော် potential energy ကိုပေးလိုက်တယ်။ပြီးလို့ရှိရင်သူဒီရက်တက်သွားပြီဖြစ်ပါတယ်။အဲ့တော့ဒါကတော့ကျွန်တော်တို့ energy အကြောင်းပဲဖြစ်ပါတယ်။အဲ့တော့တကယ်တော့ကျွန်တော်တို့ကသိထားမှာဒီ energy ဒီကျွန်တော်တို့ပေးလိုက်တဲ့ energy နဲ့ကျွန်တော်တို့ပြန်ရတဲ့ energy နဲ့ဒီတူပါပဲ။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ physics မှာဘာသင်ရလဲဆိုတော့ energy တွေကိုကျွန်တော်တို့ကဖန်တီးလို့လည်းမရသလိုဖြတ်စည်းလို့လည်းမရဘူးပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့သိထားမှဒီကျွန်တော်ဒီကားကိုကျွန်တော် potential energy ပေးလိုက်မယ်100ပေးလိုက်မယ်ဆိုရင်သူပြန်ပြောင်းသွားတဲ့ kinetic energy 100ရှိမှာမဟုတ်ပါဘူးအကြောင်းရင်းကတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ friction ဆိုတဲ့ကျွန်တော်ပုတ်တိုက်မှုအားတွေရှိတယ်တကယ်လို့ကျွန်တော်တို့ဒီလုံးဝပုတ်တိုက်မှုအားကင်းအောင်လှုပ်ထားရင်တော့မှကျွန်တော်တို့ဒီလေရဲ့ atmosphere friction တွေပါရှိလို့ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ